ဖားရောက်လာကြပါတော့ကျောင်းဆရာကြီးနေတကွာဂုံတီရှိလူကြီးမင်းများဆရာကြီးဆရာမကြီးများနေကျောင်းသားကျောင်းသူများအားလုံးကိုစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့သမီးတို့မောင်နှမတွေမှာဆုမကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။သမီးကတော့ပဲခူးမြို့ရဲ့ဂုံဆောင်အလက်ကျွိုင်းအစ်စ်ကိုပိုင်အလေတန်းကျောင်းရဲ့အထမရဲမှာပညာသင်ယူနေတဲ့အမက်ရှုံးလန့်မင်းပဲဖြစ်ပါတယ်ရှင်။ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တသမရဲမှာပညာသင်ယူနေတဲ့မောင်ဟင်းသူရာပဲဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့စတ္တမရမှာပညာသင်ကြားနေတဲ့မတ်ဆုလက်ရတနာပဲဖြစ်ပါတယ်ရှင် မင်္ဂလာပါမောင်လေးနဲ့ညီမလေးရေ မင်္ဂလာပါမမနဲ့ညီမလေးရေ ။မင်္ဂလာပါမမနဲ့အကိုရေ ကဲဒီနေ့မောင်လေးတို့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကဘာများဖြစ်မလဲမမရေ မောင်လေးရေဒီနေ့မမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့လူငယ်နေ့ယနေ့ခေတ်ရင်ဆိုင်နေရတော့အချင်းရများပဲဖြစ်ပါရဲ့ကွယ် လူငယ်တွေလို့ပြောမယ်ဆိုရင်ဘယ်အသက်အရွယ်ပဲအသက်ပိုင်းခြားကိုပြောတာဖြစ်မလဲခင်ဗျာ လူငယ်တွေတို့ပြောမယ်ဆိုရင်တော့ဆယ်ကျော်သက်အရွယ်တွေကိုခေါ်တာပဲဖြစ်ပါရဲ့နော်မောင်လေး ။မမရေအချင်းရများဆိုတာကရောဘာပါလဲရှင် ညီမလေးရေအချင်းရများဆိုတာမမတို့လူငယ်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့အနေရတွေရဲ့ကောင်းကျိုးဆိုးကျိုးအသီးသီးကိုခေါ်တာပေါ့ကွယ် ဒါဆိုရင်အကိုတို့လူငယ်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဘလို့အချင်းအရာတွေကိုဆွေးနွေးတင်တယ်လို့ညီမလေးကထင်လဲညီမလေးနည်းနည်းပြောပြပေးပါဦးခင်ဗျာ ။ညီမလေးအနေနဲ့ပထမအဆုံးထင်မြင်မိတဲ့အရာကတော့အပေါင်းအသင်းပေါ့နော်။အခုခေတ်လူငယ်တွေကြားမှာအပေါင်းအသင်းဆိုတာကလည်းအရန်ကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါပဲရှင်။ကိုကစိတ်ညစ်စရာတွေရှိနေရင်တော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကြောင့်ပျော်ရွှင်ခဲ့ရတာတွေရှိပါတယ်ရှင်။ဒါပေမဲ့အဲ့ဒီအပေါင်းအသင်းတွေပါလဲကောင်းတဲ့အပေါင်းအသင်းနဲ့မကောင်းတဲ့အပေါင်းအသင်းဆိုတာလည်းရှိတယ်ရှင်။အဲ့လိုပြောရင်တချို့လူတွေကလက်ခံနိုင်ကြမှာမဟုတ်ပါဘူးရှင်။ဒါပေမဲ့လူဆိုတာကခက်မှန်းလို့မရတဲ့အမျိုးလေနော်။ကိုယ့်အပေါ်မှာကောင်းကောင်းမွန်မွန်ဆက်ဆံပေးရတဲ့လူကောင်းမဟုတ်ဘူးလေရှင်။တခါတရံမှာတော့ကိုအရန်မုန်းသိခဲ့ရတဲ့လူတွေကကိုယ့်အပေါ်မှာမျက်တောင်မှန်နဲ့ပေါင်းပေးတဲ့လူတွေဖြစ်ပြီးကိုယုံကြည်ခဲ့ရတဲ့လူတွေကကိုယ့်နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လူတွေလည်းဖြစ်နေတတ်ကြတာပဲလေ လူတိုင်းကယုံကြည်လို့မရတော့ဘူးဆိုတာအမှန်ပါပဲနော်ညီမလေး ဟုတ်တာပေါ့မမရဲ့လူတိုင်းမှာအကောင်းနဲ့အဆိုးဆိုတာအမြဲတွန်သွဲနေတာပါပဲရှင်အဲ့ဒါလိုပါပဲရှင်ကောင်းတဲ့အပေါင်းအသင်းနဲ့မကောင်းတဲ့အပေါင်းအသင်းဆိုတာလည်းရှိတာပေါ့ရှင် မကောင်းတဲ့အပေါင်းအသင်းဆိုတာဘယ်လိုလူမျိုးကိုပြောတာလဲညီမလေးရဲ့ မကောင်းတဲ့အပေါင်းအသင်းဆိုတာကိုတချို့လူတွေကကိုယ့်အပေါ်မကောင်းတဲ့လူကိုယ့်အပေါ်မှာအလေးမထားတဲ့လူလို့ပဲထင်မြင်တတ်ကြပါတယ်တကယ်တော့အဲ့ဒါတွေတင်မဟုတ်ပါဘူးရှင်မကောင်းတဲ့အရာတွေလုပ်တဲ့လူကိုယ့်ကိုလည်းမကောင်းတဲ့အရာတွေပဲဖြစ်စေတဲ့လူကိုယ့်ကိုဂုဏ်တိုက်တဲ့လူတွေကလည်းမကောင်းတဲ့အပေါင်းအသင်းပဲမမရဲ့ကိုကဘလောက်ပဲကောင်းနေပါစေကိုပေါင်းတဲ့အပေါင်းအသင်းကပျက်စီးနေရင်ကိုလည်းတစ်နေ့ပျက်စီးသွားနိုင်တယ်လေနော် ဘာကြောင့်ပြည့်စည်နေတာလဲညီမလေး ဘာဖြစ်လို့လဲဆိုတော့အနေနီးသွားလို့ပေါ့အကိုရဲ့အကိုတို့တငါနာနီတငါမုတ်ဆိုးနာနီမုတ်ဆိုးဆိုတဲ့စကားပုံကိုကြားဘူးကြမှာပါအဲ့ဒီစကားပုံလိုပဲကိုကလူဆိုးနာမနေရင်လူဆိုးဖြစ်မယ်ပညာတတ်နာမနေရင်တော့ပညာတတ်ဖြစ်မှာပေါ့ရှင်အရေးကြီးတာကအဖောင်းအသိမမဖို့ပဲလိုတာပါရှင် ဟုတ်တယ်နော်ညီမလေးအပေါင်းအသင်းမမဖို့ကအရန်ကိုအရေးကြီးရပါပဲနော် ဟုတ်တာပေါ့မမရဲ့အပေါင်းအသင်းနဲ့ပတ်သက်ပြီးလူမှုပတ်ဝန်းကျင်မှာပျက်စီးသွားရတဲ့လူတွေအများကြီးရှိပါတယ်ရှင်အဲဒီကမှညီမလေးကလူတစ်ယောက်အကြောင်းကိုပြောပြပေးချင်ပါတယ်ရှင် ဘဒုအကြောင်းပြောပြချင်တာလဲညီမလေးရဲ့ ညီမလေးရဲ့ပတ်ဝန်းကျင်ကလူတစ်ယောက်ပေါ့မမရေသူကစအရန်တော်တာအတန်းထဲမှာဆိုရင်လည်းအဆင့်သစ်အမြဲတမ်းရနေကြလေဒါပေမဲ့သူကလူပေါင်းပါပြီးလမ်းမရောက်သွားတော့တာပေါ့ရှင်အပေါင်းအသင်းနေနဲ့ပဲပြောပန်းပြီးစာရီမလုပ်တော့အဆင့်တွေလည်းကြာကုန်တာပေါ့ရှင်စာကိုလည်းတိကျအာရုံမဆိုင်နိုင်တော့ဘူးလေမကောင်းတဲ့အပေါင်းအသင်းတစ်ယောက်ကြောင့်ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေပျက်စီးကုန်တာပေါ့မမရေ အော်လူတယောက်ကြောင့်ကိုယ့်ရဲ့အနာဂတ်တွေပျက်စီးသွားရတာဟာနှမျောကြပါပဲနော်ညီမလေး ဟုတ်တာပေါ့မမရဲ့အခုလိုမျိုးပညာတတ်လူငယ်တွေဆိုတာကနောက်တစ်ချိန်မှာတိုင်းပြည်ကိုအကျိုးပြုစေမဲ့မျိုးဆက်ထူတွေဖြစ်ပါတယ်ရှင်အဲ့လိုမျိုးဆက်တစ်လေးတွေကိုမကောင်းတဲ့အပေါင်းအသင်းတစ်ယောက်ကြောင့်နဲ့ဆုံးရှုံးလိုက်ရတာဟာတကယ်ကိုနစ်နာမှုကြီးပဲဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့အခုလူငယ်တွေကအပေါင်းအသင်းမမဖို့လိုအပ်ပါတယ်ရှင်ပြီးတော့ပင်မိဘကမှကိုယ့်ရဲ့သားသမီးကိုမကောင်းတဲ့လူနဲ့ပေါင်းပြီးမကောင်းတာမဖြစ်စေချင်ကြပါဘူးရှင်ကောင်းတဲ့လူနဲ့ပဲပေါင်းပြီးကောင်းတာပဲဖြစ်စေချင်ကြတာပါနော် ဟုတ်တယ်ညီမလေးရေမမတို့လူငယ်တွေရင်ဆိုင်ကြုံတွေ့နေရတယ်ပြဿနာတွေထဲမှာအပေါင်းအသင်းရလည်းအရန်ကိုမှအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ကွယ်ဒါဆိုမောင်လေးရရောဘယ်အကြောင်းအရာမျိုးကိုဆွေးနွေးကြပါသလဲကွယ် ကျွန်တော်ကတော့အခုခေတ်လူငယ်တွေအများဆုံးရင်ဆိုင်ကြုံတွေ့နေရတဲ့ဘူလီလောက်တာပေါ့နော်အနိုင်ကျင့်တာကိုပြောပြချင်ပါတယ်ခင်ဗျာအခုခေတ်လူငယ်တွေကဆိုရင်ကြီးနိုင်ငံချင်းဆော်ကားမှုတွေကအများပြတွေ့လာရတယ်ခင်ဗျာအဲ့ဒီဘူလီလောက်တာကိုပဲအချက်အမျိုးအစားလေးမျိုးပဲဘူလီလောက်ကြရတယ်ခင်ဗျာ
အဲ့လေးမျိုးကဘာကြီးလဲမောင်လေးရဲ့ အဲ့ဒီလေးမျိုးကတော့ physical bullying, verbal bullying, social bullying နဲ့ cyber bullying တို့ပေါ့မမရဲ့ physical bullying ဆိုတာကဘာပါလဲအကိုရေ physical bullying ကကြတော့ကိုတိလက်ရောက်စော်ကားတာပေါ့ဗျာအနိုင်ကျင့်တဲ့အခါမှာယူတနစကားပြည့်အနိုင်ကျင့်တာမဟုတ်ပဲကိုတိလက်ရောက်စော်ကားတာပေါ့ဗျာအဲ့လိုအနိုင်ကျင့်တဲ့အခါမှာဆိုရင်စိတ်ပိုင်းဆိုင်ရာအားနေတဲ့လူတွေငွေကြေးပိုင်းဆိုင်ရာအားနေတဲ့လူတွေအဖက်ဖက်ကပေါ့နော်အဲ့လိုအားနေတဲ့လူတွေကိုသူတို့ကပို့ပြီးတော့အနိုင်ကျင့်ကြပါတယ်ခင်ဗျာတကယ်လို့ကိုကအနိုင်ကျင့်ခံရပြီဆိုရင်နှုတ်ဆက်နေလို့မရပါဘူးခင်ဗျာနှုတ်ဆက်နေခြင်းကလည်းအနိုင်ကျင့်ခြင်းကိုတွေ့ဝိုက်အားပေးရမြောက်ပါတယ်ခင်ဗျာအကယ်၍နှုတ်ဆက်နေမယ်ဆိုရင်တော့ရိုးအနိုင်ကျင့်တာကနေလိမ်ပိုင်းဆိုင်ရာစော်ကားမှုထိဖြစ်လာနိုင်ပြီးနောက်ဆုံးမှာကိုယ့်ရဲ့အသက်အန္တရာယ်ကိုပါထိခိုက်နိုင်ပါစေခင်ဗျာ ဟုတ်တယ်နော်မောင်လေးကိုထီလေးရောက်စော်ကားတာကိုညှိခံနေမယ်ဆိုရင်နောက်ဆုံးအသက်အန္တရာယ်ကိုထိခိုက်ချင်နိုင်မှာအမှန်ပါပဲနော် ဟုတ်တာပေါ့အမရေနောက်တစ်ခုကတော့ Brian Bullying ပေါ့နော် Brian Bullying ကကြတော့တောက်နဲ့စော်ကားတာပေါ့နော်တောက်နဲ့စော်ကားရဲမှာဆိုရင်နမေပြောင်ခေါ်တာပြီးွားရင်ငွေကြီးမပြည့်စုံတဲ့လူတွေစောနာပြောသလိုပဲပေါ့နော်အဖက်ဖက်ကမပြည့်စုံတဲ့လူတွေကိုနှုတ်နဲ့စော်ကားတာမင်းကလေးကိုဆိုရင်အဆက်အင်္ကာကိုထိပါနှုတ်ဆက်တာတွေနှုတ်နဲ့စော်ကားတာတွေရှိကြရပေါ့နော်ဒါပေမဲ့အချို့လူတွေကရှိကြပါတယ်ကိုကတော့စလိုက်တာပဲသူ့ပေါ်မှာဘာမှနှင်းနာစရာမရှိဘူးဆိုပြီးစလိုက်တာပဲဒါပေမဲ့တခြားအဖက်တခြားသူပေါ်မှာအများကြီးထိခိုက်နာကျင်စွာစီရင်ဆိုရင်တော့ဒါကနှုတ်နဲ့ထိပါနှုတ်ဆက်တာပါပဲခင်ဗျာ ဟုတ်တယ်နော်မောင်လေးအခုခေတ်လူတွေကတော့လေသူများကြိုက်ကြိုက်မကြိုက်ကြိုက်နမေပြောင်လေးခေါ်ပြီးလိုက်စားကြရင်နော်ဒါဆို social bullying ကရောပါလဲမောင်လေးရဲ့ social bullying ကကြတော့လူမှုရေးနဲ့ပတ်သက်တယ်ဗျအဲ့ဒါကြတော့ကိုကိုဂုံးတိုက်ပြီးရကိုကမပြောဘဲနဲ့သူများကိုပြောတယ်ဆိုပြီးလိုက်ပြောတယ်အဲ့ဒါတွေကအဓိကလုပ်ငန်းဝင်နေနဲ့အကြောင်းတွေမှာအများဆုံးတွေ့ရတတ်ပါတယ်ခင်ဗျာ အကိုပြောတာလေးကသိစိတ်ဝင်စားဖို့ကောင်းတယ်နော်ဒါဆိုရင် cyber bullying ဆိုတာကရောဘာပါလဲရှင် cyber bullying ကကြတော့ social media ပေါ်ကနေစော်ကားတာပေါ့နော်အဲ့ဒါကတော့အဓိက main ကလေးတွေကိုစော်ကားကြပါတယ်အဲ့ဒါကဘာလဲဆိုတော့ကိုက post တစ်ခုတင်လိုက်ပြီဆိုရင်အဲ့ဒီ post ရဲ့အောက်မှာမကောင်းတဲ့ comment တွေမှန်တယ် main ကလေးတွေကိုပေါ့နော်မပြောသင့်တဲ့စကားတွေပြောတယ်ပြီးရင်ကိုယ့်ရဲ့ပုံကို AI အနေနဲ့လုပ်ပြီးတော့ social media ပေါ်မှာဖြန့်နေနောက်ဆုံးကတော့ကိုယ့်ရဲ့ပုံကိုညဉ့်ညမ်းတဲ့ video တွေမကောင်းတဲ့ video တွေနဲ့တွဲပြီးတော့ social media ပေါ်မှာဖြန့်နေပြီးရင်ချင်းချောက်တဲ့ဝင်ညစ်မယ်လို့ပြောရပေါ့နော်အဲ့ဒါတွေကတော့အဆိုးဆုံးပါပဲခင်ဗျာ အကယ်၍ကိုယ့်ကိုအနိုင်ကျင့်စော်ကားမှုတွေလုပ်လာရင်မမတို့ကဘယ်လိုပြန်ပြီးဖြေရှင်းသင့်လဲမောင်လေးရဲ့ ဟုတ်ကဲ့ပါမာကြီးအကယ်၍ကိုယ့်ကိုအနိုင်ကျင့်စော်ကားတဲ့အချက်ညီတိအချက်နဲ့ဖြစ်စေစော်ကားလာပြီဆိုရင်ကိုယုံကြည်ရတဲ့မိဘဆရာမသို့မဟုတ်ကိုယုံကြည်ရတဲ့တငယ်ချင်းတယောက်ယောက်ကိုပြောပြရပါကိုကအချက်ကြောင့်နေလို့ဆိုပြီးမပြောရလို့မရပါဘူးလူတိုင်းမှာအချက်တရားကိုစီရှိကြပါတယ်မြန်မာလူမျိုးပြည်ဗျာဟီဝီအော်တပါတရားရှိကြပါတယ်ဒါကြောင့်ရှက်ကြောင့်နေဖို့မလိုပါဘူးကိုယ့်ရဲ့တငယ်ချင်းတယောက်ယောက်ကလည်းဒီဘူးလီလုံးတဲ့အချက်မြည်သည့်အချက်နဲ့ဖြစ်စေစော်ကားခံရပြီဆိုရင်ကိုကနှစ်သိမ့်ပေးရပါမယ်မင်းကြောက်နေဖို့မလိုမင်းပေးလာမှာငါတို့ရှိတယ်ဆိုပြီးနှစ်သိမ့်ပေးရပါမယ်ခင်ဗျာ ဟုတ်တယ်နော်အကိုရေအခုခေတ်မှာအနိုင်ကျင့်မှုဆိုတာကလည်းလူငယ်တိုင်းကြုံတွေ့နေရတဲ့အရာလေးတစ်ခုပါပဲနော်ဒါဆိုရင်မမကရောဘလို့အကြောင်းအရာမျိုးနဲ့ဆွေးနွေးကြမှာတလဲရှင် ညီမလေးရေမမပြောချင်တဲ့ဘိုင်းရတော့ social media ပေါ့နော်မမတို့လိုလူငယ်တိုင်းဟာ social media ကိုသုံးကြတယ်လေကွယ်ဒါပေမဲ့ social media ဟာမွေလိုပဲတိတ်အနေများတယ်ညီမလေးရဲ့ ဘာကြောင့်အနေများတာလဲမမကြီး သုံးတိုင်စေမသုံးတိုင်ဘေးဆိုရဲစကားပုံအတိုင်းပဲပေါ့ကွယ်ကိုကမှန်မှန်ကန်ကန်အသုံးချတတ်မယ်ဆိုရင်တော့ကောင်းကျိုးရမယ်ကိုကမှန်မှန်ကန်ကန်အသုံးမချတတ်ဘူးဆိုရင်တော့ဆိုးကျိုးပေါ့ကွယ်မောင်လေးရဲ့ social media ရဲ့ဆိုးကျိုးတွေကဘာတွေလဲမမရေ မမလေးရေ social media ဆိုတာသင်ချိန်ပြီးတော့ရတယ်ကွယ် social media ဟာမွေလိုပဲတိတ်အနေများတာကြောင့်ညီမလေးတို့ social media ကိုတနေ့ကုန်သုံးမယ်ဆိုရင်ညီမလေးရဲ့မျက်လုံးနဲ့အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်တာပေါ့ကွယ် social media နောက်ဆက်တဲ့ဆိုးကျိုးအနေနဲ့မျက်လုံးကင်ဆာတို့မျက်လုံးဖောက်ထွက်လိုက်ရတာတို့မျက်လုံးပုံတာတို့လည်းဖြစ်စေနိုင်ပါတယ်မောင်လေးတို့ရဲ့ပြီးတော့ယနေ့ခေတ်လူငယ်တွေဟာ social media ကိုပဲစွဲနေကြတယ်မောင်လေးတို့ရဲ့ TikTok တွေဆော့တယ်ရုပ်ရှင်တွေကြည့်တယ် game တွေဆော့တယ်အဲ့ဒါတွေပဲလုပ်နေပြီးတော့စာကိုစိတ်ဝင်စားကြတော့ဘူးပေါ့နောက်ဆုံး report ကလည်းထွက်လာတော့ off စီရတာပေါ့မောင်လေးတို့ရဲ့ သူတို့ကဘာဂိမ်းနေဆော့ကြရလဲမမကြီး ရင်းရတော့အမျိုးမျိုးပဲကွဲမောင်လေးရဲ့ဒါပေမဲ့လူငယ်တွေဆော့တာအများဆုံး game တွေကတော့ mobile legend တို့ PUBG တို့စတဲ့ game တွေကိုဆော့ကြတာပေါ့ကွယ်ဂိမ်းတွေမစောနဲ့လို့မပြောပါဘူးဂိမ်းတွေစောလို့ရပါတယ်ဒါပေမဲ့ချက်ချိန်ပြီးတော့စော့ပေါ့နော်အချိန်နဲ့စော့ပေါ့ဂိမ်းကိုတနေ့ကုန်စော့မယ်ဆိုရင်မောင်လေးတို့ရဲ့မျက်လုံးတွေကိုထိခိုက်မှဆိုရတဲ့အတွက်မမကပြောတာပါကွယ် မမရေ social media ကအရန်ကိုအန်တီအများပြီးကြောက်စရာကောင်းတာပဲနော် ညီမလေးရေမမညီမလေးကို social media ရဲ့ကြောက်ကြကောင်းတဲ့အမှောင်ဘက်ချန်နောက်တစ်ခုကိုပြောပြမယ်ကွယ်မမတို့ညီမလေးတို့ရဲ့ဘဝကိုဖျက်ဆီးနေတဲ့ကြားဖြတ်ဆိုတာဟာ social media ကြောင့်ပဲဖြစ်လာတာကွယ်ညီမလေးရဲ့
ဒါဆိုရင် social media နဲ့ကြားဖြန့်ကဘယ်လိုပတ်သက်ဆက်နွယ်နေတာလဲမမကြီး မမလေးရေကြားဖြန့်ဆိုရဲလူလိမ်အဖွဲ့အစည်းကြီးဟာ social media ကိုအသုံးပြုပြီးတော့မမတို့ရဲ့ပတ်စံတွေကိုလိုက်လိမ်စားနေရပေါ့ကွယ်သူတို့တွေကလူတွေကိုဖုန်းဆက်ပြီးတော့လဲလိမ်နေ TikTok တို့ Viber တို့ Telegram တို့ကလဲလိမ်နေအကယ်၍သူတို့တောင်းတာမပေးရင်လူတွေကိုတတ်မယ်ဆိုပြီးတော့ထိန်းချုပ်သေးတာကွယ်ညီမလေးရဲ့အဲ့ဒီကြားဖြန့်နေကြကွယ်လူငယ်တွေတော်တော်များများဟာကုန်းကုန်းဆရာမရှိအောင်မွေးသားကြတယ်ကွယ်ညီမလေးရဲ့ ကဲ social media ကကျွန်တော်တို့လူငယ်တွေအတွက်တော်တော်အရေးကြီးတဲ့အရာပဲနော်မမ ဟုတ်တယ်မောင်လေးဒီနေ့မမတို့ဆွေးနွေးသွားတဲ့လူငယ်နဲ့အပေါင်းတင်မှာမှုလူငယ်နဲ့အနိုင်ကျင့်ခံရမှုလူငယ်နဲ့ social media စတဲ့အကြောင်းအရာတွေကမမတို့လူမှုပတ်ဝန်းကျင်မှာအများဆုံးဖြစ်ပျက်နေတဲ့အချင်းရာလေးတွေပေါ့ကွယ်ဒါကြောင့်မမတို့ရဲ့ဖို့တန်တဲ့စကားဝိုင်းလေးကနေပြီးတော့ပြိတ္တကြီးကိုလည်းဘ ഹു တုဒများစွာရရှိလာမယ်လို့ထင်ပါတယ်ကွယ် ဟုတ်တာပေါ့မမရဲ့အခုလိုမြမလေးတို့ရဲ့အဖိုးတန်တဲ့စကားဝိုင်းလေးကနေလူငယ်တွေဘ ഹു တုတများစွာရရှိသွားမှာပါရှင်ဒါပေမဲ့အခုလိုအဖိုးတန်တဲ့စကားဝိုင်းလေးကိုရက်နာဖို့အချိန်လဲနှိကက်လာပြီးမှမြမလေးတို့ရဲ့လူငယ်နဲ့ယနေ့ခေတ်ရင်ဆိုင်နေရတော့အချင်းရများဆိုတဲ့ခေါင်းစဉ်လေးကိုဒီလောက်နဲ့ပဲနှိကုံချုပ်လိုက်ရပါတယ်ရှင်ကြည့်ရှုနားဆင်ပေးကြတဲ့လူသူဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်